အားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့အမျိုးသမီးတွေမှာဖြစ်တတ်တဲ့တန်ရင်အရေးအိတ်သေးတာနဲ့ပတ်သက်ပြီးကျမ်းမာရေးသိပညာအကြောင်းကိုပြောပြပေးသွားပါမယ်အမျိုးသမီးတော်တော်များများဟာတန်ရင်အရေးအိတ်သေးတာဖြစ်ပူကြပါတယ်အလုံးသေးလို့ဘာလက္ခဏာမှမပြတာသူ့လိုပျောက်သွားတာကြောင့်မသိလိုက်တာများပါတယ်တန်ရင်အရေးအိတ်သေးတာမပြောခင်တားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါမယ်တားဥအိမ်ကတန်ရင်ရဲ့တစ်ဖက်တစ်ချက်မှာတစ်လုံးစီရှိပါတယ်ရာသီလာဖို့ကူညီပေးသလို estrogen နဲ့ progesterone ဟော်မုန်းတွေကိုထုတ်ပေးပါတယ်။တားဥအိမ်ကနှလုံးရှိတဲ့အတွက်အရေးအိတ်ကလည်းတစ်ဖက်ဒါမှမဟုတ်တစ်ချိန်ထဲမှာနှစ်ဖက်ဖြစ်တတ်ပါတယ်။ဘာကြောင့်မို့တန်ရင်အရေးအိတ်သေးတာဖြစ်တတ်တာလဲ။အများအဖြစ်တော့ရာသီစုံဝန်းကြောင့်ရေးအိတ်သေးတာများပါတယ်။ဒါကို ovarian cyst လို့ခေါ်ပါတယ်။သူကအန္တရာယ်မပေးတတ်ပါဘူး။2လ3လလောက်နေရင်အလိုလိုပျောက်သွားတတ်ပါတယ်။ PCOS လို့ခေါ်တဲ့တန်ရင်အရေးအိတ်ယောဂမျိုးစုဆိုတာလည်းရှိပါတယ်။သူကတော့ရှုပ်ထွေးတဲ့ယောဂဖြစ်တာကြောင့်နောက်ထပ်ဗီဒီယိုမှာပြောပြပါမယ်။ဒီဗီဒီယိုမှာတော့တခြားအန္တရာယ်မရှိတဲ့အရေးအိတ်တွေကိုပဲပြောပြပေးသွားပါမယ်။ဘသူတွေမှာတအိမ်အရေးအိတ်ကပိုဖြစ်နိုင်လဲ။ဟော်မုန်းပြဿနာရှိသူတွေကလေးလိုချင်လို့တာအုပ်ကျွေးဆွေးတောက်သူတွေကိုဝင်ဆောင်တွေ endometriosis တာအုပ်အိမ်မှာသွေးလုံးတဲ့ယောဂရှိသူတွေမိမကိုအတွင်းပိုင်းရောင်ရမ်းသူတွေအရင်ကအရေးအိတ်တယ်ဘူးတဲ့သူတွေမှာပိုပြီးတော့ဖြစ်နိုင်ပါတယ်။ဘာလက္ခဏာတွေပြလိမ့်ရှိလဲ။များသောအားဖြင့်ဘာလက္ခဏာမှမပြတတ်ပါဘူး။နည်းနည်းကြီးလာရင်တော့ဗိုက်ဖောင်းတာ၊ဝမ်းသွားရခတ်တာ၊အစာမကြေတာ၊ရာသီမလာခင်နဲ့လာနေချိန်မှာမိမကိုအတွင်းပိုင်းကနာတာ၊အမျိုးသားနဲ့အတူနေရင်နာတာ၊ခါးနဲ့ပေါင်ကြောတွေနာတာ၊ရင်သားတွေနာတာ၊ပြုတ်အန်တာစတာတွေဖြစ်တတ်ပါတယ်။တန်ရင်အရေးအိတ်သေးခြင်းရဲ့နောက်ဆက်တွဲကဘာတွေဖြစ်မလဲ။အရေးအိတ်တွေကသိရင်ပြဿနာမရှိပါဘူး။အများစုကတော့သူ့အလိုလိုပျောက်သွားတတ်ပါတယ်။အရွယ်စားပူကြီးလာရင်တော့အရေးအိတ်ပေါက်ထွက်တာတအိမ်အညာကနေလိမ့်ပြီးသွေးမလျှောက်တော့တာတွေဖြစ်တတ်ပါတယ်။ဒါဆိုရင်တော့ရုတ်တရက်ပိုင်းအောင်တာပြုတ်အန်တာဖြူဖြော့တာအသက်ရှူမြန်တာခေါင်းမူတာတွေဖြစ်တတ်ပါတယ်။ဒါကအရေးပေါ်အခြေအနေမို့လို့ဆေးရုံကိုအမြန်ဆုံးသွားတက်ပါတယ်။တအိမ်အရေးအိတ်ကိုဘယ်လိုစစ်ဆေးသိရှိနိုင်တယ်လဲ။အများစုကဆေးစစ်ရင်နဲ့တည်သွားကြတာများပါတယ်။အရွယ်အစားတအိမ်အရေးအိတ်ထဲမှာပါတဲ့ပစ္စည်းဥပမာအရေးလားခဲနေတာလားတီရှူးတွေရှိနေလားဆိုတဲ့ပုံမှုတည်ပြီးလိုအပ်တဲ့စစ်ဆေးမှုတွေထပ်လုပ်သွားမှာပါ။ကုသမှုကလည်းဒီအဖြေတွေပေါ်မူတည်ပြီးဆုံးဖြတ်မှာပါ။စစ်ဆေးတတ်တဲ့နည်းလမ်းတွေကတော့ကိုဝင်ရှိမရှိစစ်ဆေးခြင်းကိုဝင်ရှိနေတယ်ဆိုရင်တာအုပ်အိမ်မှာရှိတဲ့အရေးအိတ်ကဖြစ်နိုင်ပါတယ်။ဒါကအန္တရာယ်မရှိပါဘူး။အာထရာဆောင်းရိုက်ခြင်းအာထရာဆောင်းရိုက်တာကအရေးအိတ်ကဘယ်မှာရှိတာလဲ။ဘယ်အရွယ်လဲ။အထဲမှာဘာပါလဲဆိုတာကိုသိနိုင်ပါတယ်။ laparoscopy ဒါကတော့ခွဲစိတ်မှုအသေးစားလုပ်ရပါတယ်။ဝမ်ဘိုက်ကနေအပေါက်ငယ်ဖောက်ပြီးအရေးအိတ်ကိုတစ်ခါတည်းထုတ်ပြီးအသားစားပို့ပြီးစစ်ဆေးတာပါ။မေ့စေးလဲလိုပါတယ်။ CA125 စစ်ဆေးတာတွေးတဲ့ကပရိုတင်းတစ်မျိုးကိုစစ်တာပဲဖြစ်ပါတယ်။ဒါကတိမ်ကင်ဆာရှိတဲ့အမျိုးသမီးတွေမှာရှိနေတတ်ပါတယ်။အရေးအိတ်မဟုတ်ပဲခဲနေရင်တိမ်ကင်ဆာဖြစ်နိုင်ခြေလည်းများတယ်ဆိုရင်ဒါကိုဆေးရနိုင်ပါတယ်။မတော်တဆ CA125 များနေရင်လည်းလန့်မသွားပါနဲ့။ဒါကတောက်အိမ်ကင်ဆာပြင်ကင်ဆာမဟုတ်တဲ့တအိမ်တ िश ူနေရမှာတာတအိမ်အသားလုံးနဲ့မျိုးပွားအင်္ကာတွေပိုးဝင်တဲ့အခါမှာလဲ CA125 များနေနိုင်လို့ပါတအိမ်အရေးအိတ်သေးခြင်းအတွက်ကုသနည်းများစောင့်ကြည့်ကုသနည်းအရေးအိတ်တော်ရှိတယ်အလုံးသေးတယ်ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင်ဆရာဝန်နဲ့ပုံမှန်ရက်ချင်းပြသပြီးစောင့်ကြည့်နိုင်ပါတယ်အများစုကဒီတိုင်းပျောက်သွားတတ်လို့ပါဆေးများသားဆေးတွေကထပ်မဖြစ်အောင်ပဲကာကွယ်နိုင်ပါတယ်ရှိပြီးသားအရေးအိတ်ကိုတော့မပျောက်စေပါဘူးဈေးတောက်တဲ့မတောက်တဲ့ကိုနားလေတက်ကြွတဲ့ဆရာဝန်နဲ့အရင်တိုင်းမှာခွဲစိတ်နည်းအရေးအိတ်မျိုးစားပုံမှုတည်ပြီးလိုအပ်ရင်ခွဲစိတ်တာမျိုးလေးလုပ်ရနိုင်ပါတယ်အသေးစိတ်ကိုဆရာဝန်နဲ့တိုင်းမှာဘယ်လိုမျိုးကာကွယ်ရမလဲအရေးအိတ်မသိအောင်ကာကွယ်လို့ရတဲ့နည်းရလို့မရှိသေးပါဘူးအရေးအိတ်အများစုကလည်းကျန်းမာရေးစစ်ဆေးရင်တခြားယောဂကုသရင်နဲ့မတော်တဆတွေ့မိတာများပါတယ်ဒါပေမဲ့ရာသီလာချိန်မှာတခုခုထူးကြတာခံစားရရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်။ဒါလို့ဆိုရင်တော့တန်ရင်အရေးအိတ်တဲ့အကြောင်းရင်းနဲ့ကာကွယ်ကုသနည်းတွေကိုအနည်းငယ်သိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။